မိုင်းဆောင်မျက်နှာများပြန်ရှင်းကြည့်လို့တွေ့ပြီရန်ဝဲမိကိုဝဲဒီကိုလေးစိတ်ဝင်ပွဲမျိုးသားပြန်လဲတင်တဲ့ရေကလည်းရှိဖို့ရည်ကြည့်တယ်Never did, but I'm not how I'm in the gear. Simple, the big case, yes, say the singer. The first load and name on the year. I say, yes, it's a rap. He don't do one, you could chill it, change, Java. I'm on the Gambia, I'm a solo Gambia. Now, say, but them on the Naro, Alo, Hamyama. Without to say, Jan, let you do the now way and talk. But get the Amatasha, no, that is a Namya. Don't shade. I know that Piana, don't shade. Democracy na lucrece, na doje. A miota piena tinyeche, na doje. Democracy na lucrece, na doje. ပေါင်း60ကျော်လောက်အချင်းချင်းကြိုင်ရဖြစ်တော့လောက်ပါပြီလက်တွဲပြီးတိဆောက်ကြမယ်နိုင်ငံသစ်အကောင့်တွေဥစားပေးပြီးစဉ်းစားဆိုးများမတွေ့ဒီကိုတွေဝိုင်းပြီးချိုးစားပေးကြမြန်မာမျိုးသားရေးလမ်းတွေဖွင့်ပေးတဲ့မျိုးဆက်တစ်တွေအမြင့်ပြည့်တဲ့လူသားတွေအလုံးပိုင်ဆိုင်တဲ့အခွင့်အရေးအတွက်ပါဇက်တွေပိတ်ထားလိုက်မှဒုက္ခပူများဒါကြောင့်လူငယ်ပြည်ပြည်ရဲရင်ဆိုတာပြီးတော့ငါတို့လောက်ကြဆိုလားငါကဒီနိုင်ငံမှာနေတာမင်းလည်းဒီနိုင်ငံသားမြန်မာလူမျိုးကကဘာပေါ်မှာတိုင်ဆိုင်ရှာငါတို့ရဲ့မျိုးနွယ်စုတွေအလုံးအတွက်စူးစားတင်းကြောင်တွေစူးစီးထားရင်လွယ်နဲ့တော့ချိုးမရနောက်နိုင်ငံပေါင်းစုံရဲ့အထင်များပါသေးဒါကြောင့်အမျိုးတွေအားလုံးပေါင်းမြန်မာအင်အားပြရေးဒီမိုကရေစီအတွက်ခင်လူငယ်များစူးစားတွေ့ကြံစပကတိအမှန်တရားမျိုးသားရေးစံတများတို့ရှေအမျိုးသားပြန်လက်တင်ရဲ့ရှေငါတို့ရှေဒီမိုကရေစီနဲ့လူခွင့်ရှေငါတို့ရှေအမျိုးသားပြန်လက်တင်ရဲ့ရှေငါတို့ရှေဒီမိုကရေစီနဲ့လူခွင့်ရှေငါတို့ရှေအတိတ်ကမှများအလုံးသင်ငန်းစာယူမင်းကမြန်မာနိုင်ငံတဲကမိသားစုဝင်လူအတိတ်ကမှများသင်ငန်းစာယူပြည်တော်စုမြန်မာနိုင်ငံတဲကမိသားစုဝင်လူအတိတ်ကမှများအလုံးသင်ငန်းစာယူမင်းကမြန်မာနိုင်ငံတဲကမိသားစုဝင်လူအတိတ်ကမှများသင်ငန်းစာယူပြည်တော်စုမြန်မာနိုင်ငံတဲကမိသားစုဝင်လူဒီကိုချင်း fight ကြတယ်အလုံးဒီမိုကရေစီလိုက်ကြမယ်ဒီကိုချင်း fight ကြတယ်အလုံးဒီမိုကရေစီလိုက်ကြမယ် MYAMAR မြန်မာနိုင်ငံကြီးတဲ့ကတန်နေကြ MYAMAR မြန်မာအနာဂတ်မနှက်ဖြန်နေမှာသာဝန်တွေအလုံးပွဲဝေယူလိုက်ကြပါစို့ဒီလူတွေအလုံးတဲ့လူကြီးများရှိစေဖို့လူငယ်တွေအလုံးရှေ့တော့ပြန်လာရောက်စေဖို့သာဝန်တွေအလုံးပွဲဝေယူလိုက်ကြပါစို့သာဝန်တွေအလုံးပွဲဝေယူလိုက်ကြပါစို့တို့ရှေ့ဒီလူတွေအလုံးတဲ့လူကြီးများရှိစေဖို့တို့ရှေ့လူငယ်တွေအလုံးရှေ့တော့ပြန်လာရောက်စေဖို့တို့ရှေ့သာဝန်တွေအလုံးပွဲဝေယူလိုက်ကြပါစို့တို့ရှေ့တို့ရှေ့တို့ရှေ့